အင်အားမရှိတဲ့မိသားပေါက်လေးအဖြစ်ကနေအားကြီးတဲ့သားရဲတရိတ်ဆန်အဖြစ်သို့ပြောင်းလဲသွားခြင်းပထမဆုံးအနေနဲ့မြေလွှာအောက်ကနေတင်းငယ်ပြီးကျန်းတန်းတဲ့တတ္တဝါလေးတွေထပ်ပေါ်လာတာကိုမြင်တွေ့နေရမှာပါသူတို့အတွက်တော့ဥရဲကနေပေါက်ဖွာလာပြီးအလင်းရောင်ကိုပထမအဆုံးမြင်တွေ့ကြတဲ့အခိုက်အတန့်လေးဖြစ်ပါတယ်မိချောင်းပေါက်လေးတွေဟာလောကကြီးလေးကိုရောက်လာပြီးချင်းအချိန်ဖြုံးမနေပဲရေထဲကိုချက်ချင်းဝင်ရောက်သွားကြပါတယ်ဒီမိချောင်းပေါက်လေးတွေဟာနှစ်အနေငယ်ကြတဲ့အထိတင်းငယ်သောမိချောင်းများအနေနဲ့ပူးမွားများကုန်းနေရှင်နေတတဝါများနဲ့ငါးသေးသေးလေးများအတွက်သာအနေရဖြစ်စေတာပါဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူတို့ဟာတိုက်ကြီးတစ်ခုလုံးမှာစွမ်းထက်ဆုံးသောသားစားတတဝါတွေအဖြစ်ကြီးပြင်းလာကြမှာလည်းဖြစ်ပါတယ်သူတို့အရွယ်ရောက်လာတာနဲ့အမျှဘလူးတတဝါမျိုးမဆိုသူတို့ရဲ့အစားအဖြစ်ပါဝင်လာနိုင်ပါတယ်အခုလေရင်ငတ်နေတဲ့သမင်းတကောင်ကရေထဲကိုရေစင်းတောက်ရကနေမထင်မှတ်ဖဲမိကြောင်ရဲ့အစာအဖြစ်သူ့ရဲ့အသက်ကိုစတေးလိုက်ရပါတယ်။ဒါပေမဲ့ဒီသားရဲ့မိကြောင်အတွက်ကန်ဆိုးလာကတော့သူတကောင်နဲ့သူ့ထက်အစာပေါင်းများစွာကြီးနေတဲ့သမင်းရဲ့ခန္ဓာကိုယ်ကိုဘလို့မှစားသုံးလို့မရနိုင်ပါဘူး။အမေလိုက်မိကြောင်တွေဟာသူတို့ရဲ့သားကောင်ကအလွန်ကိုကြီးမားနေတဲ့အခါမှာတကောင်လုံးကိုမျိုးချနိုင်တာဒါမှမဟုတ်မျိုးချနိုင်လာအောင်အပိုင်းသေးသေးလေးတွေကိုက်ဖြတ်နိုင်စွမ်းမရှိကြပါဘူး။တခြားသောမိချောင်းတွေပါပူပေါင်းပါဝင်လာတော့မှသူတို့ခန္ဓာကိုယ်ထက်ကြီးမားတဲ့အစာတွေကိုအပိုင်းသေးသေးလေးတွေအဖြစ်ပြတ်တောက်သွားပြီးတော့စားတောက်နိုင်ကြတာပါ။